စေခြင်းနဲ့ဒီနေ့ကျွန်တော်၃ချက်နဲ့ကျွန်တော်ပြောချင်တယ်ပထမတစ်ချက်က salvation faith ရေးထားပါ salvation faith ကယ်တင်ခြင်းအတွက်ယုံကြည်ခြင်းဒုတိယတစ်ချက်က living faith အသက်ရှင်ခြင်းအတွက်ယုံကြည်ခြင်းဆုံးမှာ ministry faith အမှုတော်မြတ်အတွက်ယုံကြည်ခြင်းသုံးချက်နဲ့ကျွန်တော်ဒီကတော့နှလုံးသားဒီပေါင်းယုံရတယ်ခရစ်တော်လောကထဲမှာကျွန်တော်တို့ကအကုန်ပေးဆက်ပြီးဖြစ်တယ်ဒီဘက်ကြောင့်ကြည့်ခန္ဓာကိုယ်အသက်ရှင်ဖို့အတွင်းလို့လို့ဝိညာဉ်အသက်ရှင်ဖို့အတွင်းလို့တယ်အတွင်းသွင်းခြင်းမရှိနဲ့ပြည့်လို့ခြင်းမရှိပါတော့လားဝိညာဉ်ကိုပြောနေတာဝိညာဉ်ကဘယ်တော့မှပြည့်မတော့နိုင်ခရစ်တော်အတွင်းတော်မပါဘဲနဲ့ပြည့်မလို့ယေရှုခရစ်တော်အတွင်းတော်ကကျွန်တော်ခန္ဓာကိုယ်တော့ဝိညာဉ်ပိုင်းဆိုင်လွတ်မြောက်တာလည်းမဟုတ်ဘူးကျွန်တော်စာနာမာနရဲ့ထုံးတဲ့နှိစ္စခြင်းမှာလည်းဘုရားအတွင်းတော်ပဲပါတကားလေးမှာအတွင်းတုတ်ထားတဲ့အခါမှာအဲ့ဒီအိမ်ထဲမှာကောင်းမှုကုသိုလ်နဲ့မဆိုင်ဘူးအဲ့ဒီအတွဲကိုမြင်တာနဲ့အဲ့ဒီအိမ်ကနေကြော်သွားတယ်အဲ့ဒါ pass over လို့ခေါ်တာဟာဖျားကရရှိပြင်ဆင်ပေးတဲ့နေ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်ပေါ်မှာကိုတော့တန်ရှင်တော်ဝိညာဉ်တော်ဖျားလွတ်လပ်စွာကိုတော့လှုပ်ရှားတော်မူပါနှုတ်ကပတ်တော်ကိုနှုတ်ယူဖြစ်စည်းမဲ့စာရမဏလုပ်ရမှန်များအားလုံးကိုနာဆွမြတ်တာသခင်ယေရှုဖျားနာမနဲ့ချီးနှောင်ဖယ်ရှားတယ်ကိုတော့ဖျားရှင်ဤနေရာမှာကိုတော့ကိုယ်တိုင်အလုံးလုံးလျက်ကိုတော့ရှင်ဖျားရောက်ရှိတဲ့နှလုံးသားထဲမှာကိုရောနေရာယူပါကိုရောစကားပြောပါယေရှုတော်ကြည်တယ်လို့ဝန်ခံပါတယ်သခင်ရှုဖျားနာမနဲ့ဆုတောင်းပါ၏အာမင်ရခင်ယေရှုတော်သူပဲချီးမွမ်းပါတယ်လို့မှဆရာလည်းပြောပြီးဆိုတော့ကျွန်တော်ဘာမှထပ်ပြောကြအကြောင်းမရှိဘူးသို့တော်ညာလည်းကျွန်တော်တို့အချိန်မရှိတော့ဘူးပထမတစ်ချက်အဲ့ဒါလေးပြောပြခြင်းနဲ့ဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်မှုအရင်ရှိတယ်ပထမတစ်ချက်ကျွန်တော်တို့ကျန်တဲ့အချိန်ကိုကျွန်တော်အချိန်ပေးတာတဲ့အခုကျွန်တော်တို့ဖျားနဲ့တာရွေးအချိန်ပေးဖို့အကြောင်းဖြစ်တယ်။ဘာဖြစ်လို့လဲအချိန်မရှိဘူး။ဖျားနဲ့ပိုအချိန်ပေးတယ်လို့ဖျားတာရွေးသုံးတယ်ဒီချိန်ဒီကာလမှာ။ဖျားနဲ့ပိုပြီးအချိန်ပေးတတ်တဲ့အတ္တတာဖြစ်ဖို့အရင်ကြီးတယ်။ဒါပေမဲ့စာရန်ရဲ့သဘောတဘာဝကဖျားသခင်ကိုပေးရမယ့်အချိန်ကိုဖျားကိုအချိန်မပေးအောင်တခြားလောကအရာနဲ့ကျွန်တော်တို့ကအများအားဆွဲတတ်တယ်။အဲ့ဒါသိထားဖို့လိုတယ်။ဒါကိုကျွန်တော်ပြန်ပြောချင်တယ်ဖျားသခင်နဲ့အချိန်ပိုယူတဲ့သူကိုဖျားကတာ၍ချီးမြှောက်ပြီးတော့အသုံးပြုမယ်ဒီချိန်ဒီကာလမှာသို့တော်ညာလည်းပဲစာရန်ကဖျားသခင်နဲ့အချိန်မပေးနိုင်လောက်အောင်လောကအရာတွေနဲ့ကျွန်တော်တို့သွေးသားတတ်မှတ်မှုတွေနဲ့ကျွန်တော်တို့ကိုဆွဲဆောင်ပြီးတော့ဖျားသခင်လမ်းထဲကနေထွက်အောင်သူကလုပ်နေရှိတယ်ဒါကြောင့်ကျွန်တော်ကျမတက်တာမှာနားလေရမှာကအချိန်မရှိတော့တဲ့အတွက်ကြောင့်ဖျားသခင် direction ဖျားသခင်သဘောတဘာဝကိုနားလေတော့အသက်ရှင်နိုင်ဖို့ဖျားနဲ့များများအချိန်ယူရတယ်ဖျားနဲ့များများချိန်လာလေဖျားကျွန်တော်ကိုရှင်းလင်းစွာစကားပြောလာလေပဲအဲ့ဒီရှင်းလင်းစွာစကားပြောလာတဲ့အခါမှာကျွန်တော်တတ်တာဖျားသခင်ဝိညာဉ်တော်တကိုးနဲ့အလုံးလုံးနိုင်တဲ့အတတ်တာဖြစ်လာတယ်။ဒါ၍ဖျားခင်ချီးမြှောက်မယ်။ဒါ၍ဖျားခင်သုံးမယ်။ဒါကြောင့်ကျွန်တော်ဖျားနဲ့များများအချိန်ယူဖို့အကြောင်းကြောင့်ပြောပြခြင်းနဲ့ဒုတိယတစ်ချက်ဖျားသခင်နိုင်ငံတော်ဒီကျွန်တော်ကျမတတ်တာထဲမှာတည်ထောင်ဖို့အရင်ရေးကြည့်တယ်။ပြောပြန်ပြောခြင်းနဲ့ဖျားသခင်နိုင်ငံတော်ဒီကျွန်တော်ကျမအတတ်တာထဲမှာတည်ထောင်ခြင်းနဲ့ဘယ်နေရာမှာဖျားမတည်ထောင်ကြည့်ကျွန်တော်တို့အတ္တတာထဲမှာဖျားနိုင်ငံတော်တည်ထောင်ခြင်းနဲ့ကျွန်တော်တို့အတ္တတာအားဖြင့်သူ့ရဲ့နိုင်ငံတော်ကိုချဲ့ထွင်မှာဖြစ်တယ်ဖျားသခင်ကကျွန်တော်တို့စိတ်ဝင်စားဆုံးဖြစ်တယ်ကျွန်တော်အထင်းမှာဖျားလှုပ်လှုပ်ခြင်းနဲ့ကျွန်တော်တို့ထင်းမှာဖျားနိုင်ငံတည်ထောင်ခြင်းနဲ့အဲ့ဒီဖျားသခင်နိုင်ငံတော်ကဘာလုပ်ခြင်းလဲဆိုတော့ချဲ့ထွင်သွားခြင်းနဲ့ကျွန်တော်ကျမအတ္တတာဆိုတော့ကျွန်တော်နင်းတဲ့မြေတိုင်းမှာဖျားကောင်းကြီးပေးမှာဖျားနိုင်ငံတည်ထောင်ပြီဆိုရင် every stepကျွန်တော်နင်းတဲ့နေရာတိုင်းမှာဖျားကောင်းကြီးဖြစ်နေတယ်အဲ့ဒီမှာဖျားဘုန်းတော်ထင်ရှားနေဖျားနိုင်ငံတော်ကျေပြန့်နေအဲ့ဒီမှာစာရနိုင်ငံကြရှုံးတယ်ခြေလမ်းတိုင်းမှာစာရနိုင်ငံကြရှုံးအောင်ကျွန်တော်ဘယ်နေရာတော့ကျွန်တော်နင်းတဲ့မြေမှာကျွန်တော်ရောက်ပြီးဆိုတော့စာရနိုင်ငံကြရှုံးပြီးဖျားသခင်နိုင်ငံတည်ထောင်ပြီလို့ပြောတယ်ယောရှုမတ်စာအခန်းကြီး1ငယ်3မှာချက်လောက်ကျွန်တော်ကြည့်ကြရအောင်ချက်လောက်ဖတ်ကြည့်ရအောင်ယောရှုမတ်စာအခန်းကြီး1ငယ်3တွေ့ဖတ်ရအောင်မောရှေအားငါဂတိရှိတဲ့အတိုင်းသင်တို့နင်းသမျှသောမြေကိုသင်တို့အားငါပေးပြီလို့တွေ့ရတယ်မောရှေကပါလေမောရှေကဘုရားသခင်ရဲ့တရားတော်ကိုဥဆောင်တဲ့သွားတော်သူဖြစ်တယ်တရားတော် covenant ကိုယူဆောင်သွားတော်သူဖြစ်တယ်
ဒါပေမဲ့ဒီချိန်ဒီကာလမှာအဲ့ဒီ covenant ကကျွန်တော်တတ်တာထဲမှာရှိတယ်အဲ့ဒါဘာလို့လဲခရစ်တော်ဖြစ်တယ်ခရစ်တော်ကကျွန်တော်တတ်တာထဲမှာနေရာယူခြင်းတယ်ဒါကြောင့် Thy kingdom come Thy will be done on earth as it is in heaven so ဖခင်ရဲ့အကြံစီကဘာလဲသူ့ရဲ့နိုင်ငံတည်ထောင်ခြင်းနဲ့ပြီးတော့မှဘယ်မှာတည်ထောင်ပါလဲဟုတ်တယ်ကိုယ်ထဲမှာဒါပေမဲ့ဖခင်ရဲ့အကြံစီကဘာလဲတဲ့အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံဖို့အလိုတော်ရှိတဲ့ဖခင်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပြဿနာကဘာလဲဆိုတော့ပြဿနာတစ်ခုဖြစ်လာရင်အဲ့ဒီပြဿနာထဲကနေကျွန်တော်ကိုရုံထွက်ဖို့ကျွန်တော်ဆူတောင်းတတ်တယ်အဲ့ဒါမှားယွင်းသောဆူတောင်းခြင်းဖြစ်တယ်ကျမ်းစာနဲ့မညီဘူးကျွန်တော်ပြဿနာတစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒီပြဿနာထဲကနေဘုရားသခင်အဲ့ဒီပြဿနာအောင်မြင်ခြင်းခွင့်ကိုပေးပါပြဿနာလုံနေတဲ့သူကိုဖယ်ရှားပေးပါကျွန်တော်ဆူတောင်းတတ်တယ်အဲ့ဒါ wrong prayer ဖြစ်တယ်ဟုတ်ပြီလားပြဿနာကကျွန်တော်တို့ရဲ့အသက်တာကိုဘေးလာမလုပ်ပေးတာဖြစ်တယ်အပေါ်တက်ဖို့ဖြစ်တယ်အာမင်ပြဿနာတစ်ခုဖြစ်လာရင်အဲ့ဒီပြဿနာကကျွန်တော်တို့တက်တာကိုကောင်းကြီးဖြစ်စေဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီပြဿနာတွေကယုံထွက်ဖို့ဘယ်တော့မှဆုတောင်းနဲ့ဘာဖြစ်လို့လဲကျွန်တော်တို့လောကမှာထားရတာကကျွန်တော်တို့အသက်တာအားဖြင့်ဘုရားနိုင်ငံတော်ကျယ်ပြန့်မှုထားတာပြဿနာတစ်ခုဖြစ်ကျွန်တော်သိချင်လိုက်တာဆိုပြီးတော့ဒီနိုင်ငံထဲကနေဒီကမ္ဘာထဲကနေဒီအသင်းတော်ကနေထွက်ပြေးခြင်းနဲ့အဲ့ဒါဘုရားပြန်လိုတော်မဟုတ်ဘူး Thy kingdom come thy will be done on earth as it is in heaven ဘုရားနိုင်ငံတော်ကဒီမြေကြီးပေါ်မှာသူ့ရဲ့အလိုတော်တိုင်းကျယ်ပြန့်နိုင်ဖို့တည်ထောင်နိုင်ဖို့ကျွန်တော်အသက်တာအားဖြင့်ဘုရားကအလိုလိုခြင်းသောကြောင့်ဘုရားသခင်ကယောသရဲ့အသက်တာကိုအီဂျစ်ကိုပို့ခြင်းကပါလေသူ့ရဲ့အသက်တာအားဖြင့်အီဂျစ်နော်အီဂျစ်နိုင်ငံကြီးကောင်းကြီးခံစားရဖို့ဘုရားကလုပ်တယ်ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်သိရမယ့်အရာကဘာလဲလို့ပြောတဲ့ခါကျရင်ကျွန်တော်တို့ဒီနေရာကယုံထွက်ဖို့မဆုတောင်းနဲ့ဒီနေရာကျွန်တော်အသက်တာအဖြစ်ပြောင်းလဲဖို့ဆုတောင်းအောင်ဒါပြောမယ်ဒီပြဿနာဖြစ်လာရင်အဲ့ဒီပြဿနာကောင်ကိုဆွဲထုတ်ဖို့ကျွန်တော်ဆုတောင်းတတ်တယ် be honest ပြောတာဝန်ခံရအောင်ကိုတော့ဒီပြဿနာဖြစ်နေတယ်အဲ့ဒီပြဿနာလုံနေတဲ့လူကိုတော့ဖယ်ရှားပေးပါကိုတော့ဆူတောင်းတယ်အဲ့ဒါမှားယွင်းသောဆူတောင်းခြင်းဖြစ်တယ်အာမင်ဘာဖြစ်လို့လဲအဲ့ဒီလူရဲ့တက်တာအဖြစ်ကျွန်တော်ဘာသွန်သင်နေလဲဆိုတာကိုကျွန်တော်တို့ကဖယားနဲ့အပြေရှာတတ်ဖို့လိုတယ်အဲ့ဒီအပြေရှာတတ်ရင်ကျွန်တော်ကောင်းကြီးဖြစ်သွားတယ်ဒီမှာအာမင်အဲ့ဒီကကျွန်တော်နားလည်ဖို့လိုတယ်ဒါတွေကျွန်တော်သိဖို့လိုတယ်အဲ့ဒီချိန်ကျရင်ကျွန်တော်ဖယားသခင်သဘောတဘာဝတာ၍နားလည်လာလိမ့်မယ်အာမင်တခုခုဖြစ်လာတဲ့အခါမှာအဲ့ဒီလူကိုကျွန်တော်ဖယ်ရှားဖို့အဲ့ဒီပြဿနာတွေကယုံထွက်ဖို့ကျွန်တော်ဆုတောင်းတာထက်ဘုရားသခင်အဲ့ဒီလူရဲ့သက်တာပဲကျွန်တော်ကိုတော့ဘာတင်ချင်လဲဒီနေရာမှာကိုတော့ထားရတဲ့ပြဿနာတော့ဖြစ်နေပြီကိုတော့ဒီပြဿနာထဲကနေကိုတော့ကျွန်တော်ကောင်းကြီးဖြစ်စေဖို့ထားတယ်ဆိုတော့ကျွန်တော်သိတယ်အာမင်ကျွန်တော်သက်တာအားဖြင့်ဒီပြဿနာကို influence လုပ်နိုင်အောင်ကျွန်တော်သက်တာအားဖြင့်ဒီနေရာကို influence လုပ်နိုင်တဲ့သူဒီနေရာကိုဘုရားခင်ဘုန်းတော်ထင်ရှားတဲ့အတ္တတာကျွန်တော်အတ္တတာဖြစ်ဖို့ကိုတော့လိုရှိတယ်ဆိုတာကျွန်တော်သိတယ်အဲ့တော့ကောင်းသိရမယ်အာမင်ကျွန်တော်ကဒီနေရာဘုရားပို့ထားတာကကြုံကြိုက်လို့ပို့ထားတာမဟုတ်အကြံစီနဲ့ပို့တာအာမင်အဲ့ဒီအကြံစီကကျွန်တော်အတ္တတာအားဖြင့်ဘုရားအလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့ကဲတော့မြေကြီးဘုံမှာပြည့်စုံဖို့ကျွန်တော်ဘုရားထားတာအာမင်ဆိုအဲ့ဒီအကြံစီကိုနားလည်ပြီးအသက်ရှင်တိုင်းအဲ့ဒီလူရဲ့အတ္တတာကိုဘုရားချီးမြှောက်တော့ကောင်းကြီးပေးတယ်တခုတော့ရှိတယ်ဘုရားလည်းများများချီးယူရတယ်ဘုရားတဘောကိုများများသိရတယ်ဘုရားလိုတော်တာရင်နားရတယ်အဲ့ဒီခါမှာဘုရားရှင်တာရင်တုံးတယ်